ချင်းပြည်တောင်ပိုင်းကမ်ဘလက်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ချင်းတော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပါတယ်။စစ်ကောင်စီဘက်ကလီချောင်းပစ်ကူတွေကိုအလွန်အကျွံအသုံးပြုပြီးဘုံကျဲတိုက်ခိုက်နေပါတယ်။ CNA နဲ့ CDF ကမ်ဘလက်ပူးပေါင်းတပ်တွေကမြို့ပေါ်ကစစ်ကောင်စီရဲ့အထိုင်စခန်းတွေကိုဝိုင်းဝန်းပိတ်ဆို့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။မြေပြင်မှာစစ်ကူလမ်းကြောင်းဖြတ်တောက်ခံထားရတဲ့စစ်ကောင်စီတပ်ဟာJet Fighter တွေရဟတ်ယာဉ်တွေနဲ့မြို့ပတ်ဝန်းကျင်ကိုညညမပြတ်ဘုံကျဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားနေအိမ်တွေနဲ့ဘာသာရေးအဆောက်အုံတွေပျက်စီးခဲ့ရပြီးဒေသခံပြည်သူထောင်နဲ့ချီဟာလည်းဘေးလွတ်ရာတောတောင်တွေထဲကိုအရေးပေါ်စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။လက်ရှိမှာစစ်ဘေးရှောင်တွေအတွက်ရိတ်ခါနဲ့စီးဝါးတွေအရေးပေါ်လိုအပ်နေပါတယ်။လက်ရှိအချိန်ထိနှစ်ဖက်စစ်ရေးတင်းမာမိဟာအမြင့်ဆုံးအခြေအနေမှာရှိနေပြီးတိုက်ပွဲတွေဟာရှေ့ဆက်ပုံမှုပြင်းထန်လာနိုင်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်ထားပါတယ်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်